ချိန်မှာသူ့အိမ်ကိုကျွန်တော်ပြန်လိုက်ပို့တယ်ပေါ့ပြန်လိုက်ပို့တယ်အဲ့ချိန်မှာလည်းကျွန်တော်တို့ခက်ခဲတွေရင်ဆိုင်ရတယ်ပေါ့နော်စကားတွေအခြေချင်းပြောရတယ်အဲ့တော့ကလည်းကျွန်တော်တို့တခုပါပေါ့နော်အဲ့တော့ကလွှင့်နေတဲ့ကျွန်တော်တို့ဒီ play me ကလွှင့်နေတဲ့ live ကရေချက်ကြီးလွှင့်ထားတဲ့ live မဟုတ်ဘူးကျွန်တော်တချို့တိုက်ခန်းတွေလုံခြုံရေးရတကားတွေပိတ်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့နေမြင်မဟုတ်တဲ့အခြားမျိုးတွေကိုသွားတဲ့အချိန်မှာကျွန်တော်မှတ်တမ်းပေါ့နော်ဒီလိုခုပြဿနာလေးတက်ခဲ့လို့ရှိရင်ဒီ video file လေးနဲ့ရှင်းအောင်ဆိုပြီးတော့ကျွန်တော် live လေးလွှင့်တာအဲ့လွှင့်ရတယ်အဲ့ live ကိုတော်တော်လေးများများပြည်သူကကြည့်ဖြစ်သွားတယ်ပေါ့နော်အဲ့မှာသူ့အမေနဲ့ကျွန်တော်နဲ့ပြောတာလေးတွေပေါ့နော်နောက်ဆုံးကလေးကိုသူလက်ခံဖို့အဆင်မပြေဆိုတဲ့အကြောင်းပေါ့နော်ကလေးကလည်းအဲ့ချိန်မှာတော့လက်ရှိကသူတို့ပြောပုံရရောဘေးပေါဝင်ကြီးကပြောပုံရတော့တော်တော်လေးစိုးတဲ့အနေအထားလေးမှာရှိတယ်ပေါ့ဒါပေမဲ့အဲ့ကလေးကလည်းအဲ့ချိန်မှာကျွန်တော်တို့မှမကင်ရင်သူ့ဘဝကဒီလမ်းဘေးမှာပဲနောက်တော့မမြင်အပ်တဲ့အန္တရာယ်တွေကြုံတွေ့နိုင်တယ်မမြင်အပ်တဲ့ပျက်စီးမှုတွေရင်ဆိုင်ရနိုင်တဲ့အနေအထားတွေကျွန်တော်တို့ခံစားမိတယ်ပေါ့နော်ခံစားမိတော့ကျွန်တော်ကိုယ်တိုင်ပဲစိတ်ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ပြန်ခေါ်လာခဲ့လိုက်တယ်ပေါ့နော်ခေါ်လာပြီးတော့ကျွန်တော်ဒီမြို့မှာရှိတဲ့မျိုးသမီးများစောင့်ရှောက်ရေးတင်တန်းကျောင်းဆိုတာအစိုးရဖွင့်ထားတဲ့အကျောင်းလေးရှိပါတယ်အဲအကျောင်းမှာကျွန်တော်သွားအပ်ပါတယ်အပ်ပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်အလှူရှင်တွေရောပေါ့နော်အကုန်လုံးကလေးကိုဆက်ထောက်ပံ့ပြီးတော့ထားပါတယ်သူကလည်းအဲ့ချိန်မှာတော့ပေါ့နော်သူ့ကိုမကြိုက်တဲ့ပရိသတ်ကလည်းတစ်ဖွဲ့ရှိတယ်လို့သူ့ကိုတနာတဲ့ပရိသတ်ကလည်းအဲ့ဒီကတစ်ဖွဲ့တက်ရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ကလေးကအဲ့ကိုပို့ထားတော့ဒီတိတ်မကြခင်မှာပဲဒီကိုသူ့ကိုသူ့မိခင်လက်မခံတဲ့စိတ်နဲ့ထင်ပါတယ်အဲ့လိုမှခဲလုံးတွေကောက်စားတာတို့ဆက်ပြားတွေကောက်စားတာတို့အဲ့လိုမျိုးတွေဖြစ်လာတော့ကျွန်တော်အဲ့အကြောင်းကြီးအကြောင်းကြားတယ်ကိုထင်းအောင်အဲ့တော့ဖေးနာမည်ဦးထင်းလင်းအောင်ပေါ့ဗျာဦးထင်းနာမည်ပေးဆိုတော့ဖေးနာမည်ဦးထင်းလင်းအောင်ဖြစ်သွားတော့ပေါ့အဲ့ဒါနေပဲကျွန်တော်တို့သူဆေးဆက်ကူရတယ်ပေါ့ဒီစိတ်ကြမ်းမာကြီးဆေးုံမှာစိတ်ကြမ်းဆေးကူတာကျွန်တော်တို့3လနီးပါးလောက်တစ်ပတ်ကို2ကြိမ်လောက်ဆေးကူရဆေးကူလိုက်တော့ကောင်းသွားပါတယ်ကောင်းပါတယ်ဒီနေ့ဒီချိန်လေးရအောင်ကျွန်တော်အဲ့အကြောင်းရင်းတစ်ခုရှိလို့သူ့ရှိကျွန်တော်တွားတဲ့အချိန်မှာတော့သူကျွန်တော်မမှတ်မိတော့ပါဘူးတို့လက်ရှိဆိုလို့ရှိရင်မြန်မာလူလေးပေါ့နော်ညီမလေးနော်မြန်မာလူလေးပေါ့နော်အဲ့လိုလုံးဝအေးအရင်လိုကြီးလေအရင်ဆိုလို့ရှိရင်ကျွန်တော်သူ့ကိုတွားကြည့်တဲ့အခေါက်တန်းလေသမီးဒီမှာမနေချင်ဘူးဦးနဲ့ပဲပြန်လိုက်မယ်သမီးဒီမှာမနေချင်ဘူးပေါ့နော်အဲ့လိုမျိုးပြောခဲ့တဲ့ကလေးမလေးကအခုဆိုလို့ရှိရင်သူတို့မိမလေးတက်တဲ့အတက်ပညာလေးအဲ့ဒီဥစ္စာဆက်ချုပ်တာလေးတို့ဒီနေ့အရာလေးတွေသူအတက်မွေးဝမ်းကြောင်းပညာလေးတွေတက်နေပြီးတော့မှလုံးဝကိုတီတီငင်ငင်လေးနဲ့အဲ့လိုဖြစ်သွားတာကျွန်တော်တွေ့ရတော့ကျွန်တော်လည်းပီတိဖြစ်မိရတာ